အားလုံးပဲမင်္ဂလာပါနော်အခုတစ်ခေါက်ကတော့ဆီယမမွန်ဟောစီရေးသားထားတဲ့မနက်စာအာဟာရဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နော်တတိနဲ့နိုးထားပါတခါတလေမနက်မိုးလင်းတာနဲ့ဘာကိုစိတ်အလိုမကြမှန်းမသိတကားကိုစောက်ပိတ်လိုက်မိတယ်အလကားနေရင်စိတ်တွေတူနေတယ်ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူးလမ်းသွားရင်ရှေးကကားကဦးကြောင်လုံးနေလို့ကတော့ဆဲလိုက်ပြီးသားပဲကိုစိတ်အလိုမကြချိန်မှာတယောက်ရဲ့အပြုမှုဟာနည်းနည်းလောက်မှားယွင်းသွားတာနဲ့တိမခံနိုင်တော့ဘူးနားလည်းမပေးနိုင်တော့ဘူးဝူဝါပြန်လို့တော့တာဒီလိုအခြေအနေမျိုးတွေကြုံမှုပါသလားကျမတို့အားလုံးဒီလိုမနှက်ခင်မျိုးတွေအနေနဲ့များတော့ကြုံမှုကြပါလိမ့်မယ်သတိမထားမိတဲ့လူနဲ့သတိထားမိတဲ့သူသာကွဲပြားခြားနားသွားကြပါတယ်သိရှုပ်ထွေးမှုတစ်ခုဖြစ်ပေါ်လာလို့တတိလက်လို့တုတ်ပြန်လှုပ်ရှားပြီးတဲ့အခါတိုင်းငါဒီလိုမဖြစ်ချင်ပါဘူးဒီလိုပြောလိုက်ဖို့လည်းမရည်ရွယ်ပါဘူးလို့စိတ်ထဲမှာဖြစ်တတ်ကြတာလည်းသဘာဝဖြစ်ပါတယ်ဒါပေမဲ့စိတ်ရှုပ်ထွေးမှုကိုတတိမထားဖြစ်ဘူးဆိုရင်အဲ့ဒီဖြစ်စဉ်ထဲမှာညှက်နေအောင်မှာပဲဖြစ်ပါတယ်ရုံမထွက်နိုင်တော့ပါဘူးကျမတို့အားလုံးဟာအစဉ်ပြေချုံမွေးတဲ့နေ့ရက်တစ်တိုင်းကိုအလိုရှိကြတဲ့သူတွေဖြစ်ပါတယ်အခါအားလော်စွာတတိလေထားကြည့်ပြီးဘယ်တွေသွားစရာရှိတယ်ဘယ်သူနဲ့တွေ့ရမယ်ဘာပြီးရင်ဘာလုပ်မယ်ဘာပြောပြီးမှဘယ်ကိုသွားမယ်စတဲ့နေတာလုပ်ကိုလုပ်ရမယ်လုပ်ငန်းဆောင်တာတွေကိုအရေးကြီးရင်ကြီးတဲ့လျောက်အစီအစဉ်လိုက်တန်းစီထားလိုက်ဖို့ကလည်းတတိရှိနေဖို့လိုအပ်ပါတယ်ဒါကို mindful ဖြစ်တယ်လို့ခေါ်ပါတယ်ပြောရမယ်ဆိုရင်ဒီခေတ်ဟာလူတိုင်းအလုပ်တွေများကြတဲ့ခေတ်ဖြစ်ပါတယ်နေ့ရက်တိုင်းရဲ့အချိန်တော်တော်များများဟာလမ်းမမှာကုံဆုံးသွားကြသလိုဆိုရှယ်မီဒီယာပေါ်မှာကုံဆုံးနေကြတာတွေလည်းရှိပါတယ်ကိုယ်ပိုင်အချိန်ဆိုတာလုံးဝကိုမရှိတော့တဲ့လောက်ပါပဲအဲ့ဒီအခါမှာကျမတို့ဟာနောက်တစ်နေ့အတွက်ပြင်ဆင်မှုတွေလျှော့နေလာကြတယ် organize မဖြစ်တော့ဘူးသဘောကတော့လုပ်ရမယ့်အရာမလုပ်ရမယ့်အရာတွေစုစုစည်းစည်းမရှိတော့ပဲအကုန်ပြန့်ကျဲလောက်ခါနီးသွားခါနီးမှဟိုထုတ်ကောက်ဆွဲဒီထုတ်ကောက်ကိုင်းနဲ့အကုန်ပြုတ်စပြေတောင်တွေတန်လန်ရှော့ပါလာတဲ့သဘောပါပဲကျမဆိုတခါတလေတိတ်ကတိတဲ့မနက်တွေကြုံရတတ်ပါတယ်နိုးကလေးကဒီနေ့လောက်ဆရာတွေအများကြီးဆိုပြီးနိုးလာတယ်ဖះမရှိခိုးရသေးဘူးမနက်စာမစားရသေးဘူးဝမဲအဖို့မိဖို့မတရသေးဘူးခွေးကလေးတွေမနက်စာမကြွေးရသေးဘူးနဲ့ဟိုဟာဝင်တိုက်ဒီဟာတက်နေမိနဲ့နမောနမဲတွေဖြစ်ဘာကကန်အောက်ပြုတ်ကြလူကြီးတော့လဲမျက်နှာပြောင်းနဲ့အဝတ်ဆိုလဲအပေါ်ဆုံးမှရှိတဲ့ဟာကောက်ဝတ်လာတာဘာမှန်းတော့မသိဘူးဒီကြားထဲစိတ်ကတိုးနေသေးတယ်အဲ့ဒီအခြေအနေတွေဟာကျမကိုလုံးဝ smart မဖြစ်စေပါဘူးဒါကြောင့်ကျမ mindful wake up ဆိုပြီးဒီနေ့ရဲ့ပထမဆုံးနေ့မှာတော့စလုပ်လိုက်ပါတယ်မနက်တိုင်း start with a purpose ရည်ရွယ်ချက်တစ်ခုနဲ့တတိရှိစွာနှိုးထားလာဖို့ကြိုးစားခဲ့ပါတယ်နံပါတ်1ကိုလန်းသက်ဆင်ပြီးတဲ့အခါအသက်ရှူလေ့ကျင့်ခန်းကိုလုပ်ပါဝင်သက်ထွက်သက်ကိုသိနေဖို့ mindfulness လုပ်ဖို့ပြောတာပါအသက်ရှူသွင်းရှူထုတ်လုပ်တိုင်းလှုပ်ရှားနေတဲ့ခန္ဓာကိုယ်ကြီးကိုသတိထားပေးပါနံပါတ်2ဒီနေ့မှာဘလို့စိတ်အခြေအနေမျိုးနဲ့အလုပ်လုပ်ချင်တာလဲဘလို့စိတ်အခြေအနေမျိုးကိုအားပြေးလာအောင်ထူထောင်ပေးရမလဲလို့စဉ်းစားပါဘာမဟုတ်တာနဲ့ဒေါသဖြစ်လွယ်တဲ့သူဆိုငါဒီနေ့ကောင်းမောင်းရင်လည်းဒေါသမဖြစ်ဘူးမဆဲဘူးရုံးကားလူတွေကိုလည်းမအော်ဘူးဘသူနဲ့မဆိုကောင်းကောင်းပြောမယ်လို့တွေးလိုက်တာမျိုးပါကိုယ့်ရဲ့တနေ့တာရည်မှန်းချက်ကိုကိုယ်တိုင်ချမှတ်ဖို့ပါပဲစိတ်ရှိထားမယ်တတိလေးထားမယ်ကျမ်းမာတာလေးရွေးစားမယ်စားလေးတစ်ပုတ်ပြီးအောင်ရေးမယ်မနေ့ကအလုပ်လက်စတတ်မယ် Facebook ကို short သုံးမယ်စသဖြင့်ပေါ့နံပါတ်3တနေ့တာလုံးမှာကိုယ့်ကိုယ်ပြန်စစ်ဆေးပေးပါကိုယ်စီကံရည်မှန်းထားချက်တွေပြည့်မီနေရဲ့လား short ရဲတွေဖြစ်သွားသလားဆိုတာခဏပြန်စစ်ဆေးကြည့်ဖို့ပါပဲနောက်တစ်နေ့ရဲ့အဆုံးမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေတုတ်ပြန်ပြုမှုပြောဆိုပုံတွေလူတကာနဲ့ဆက်ဆံရေးတွေပြည့်ခဲ့ရဲ့လားအပြုသဘောဆောင်ရဲ့လားဆိုတာလဲသုံးသပ်ကြည့်ဖို့လိုပါတယ်နံပါတ်4မအောင်မြင်သေးဘူးထင်ပါရင်နံပါတ်1 mindfulness ကနေစပြန်လုပ်ပါကျမကတော့မနက်ဆို4နာရီ4ခွဲလောက်နိုးနေတတ်ပါတယ်မနက်စောစောထားတာဟိုးငယ်ငယ်လေးကလေးကအကျင့်ရှိခဲ့တယ်တိတ်ဆိတ်နေတဲ့အချိန်မှပဲအလုပ်လုပ်လို့ကောင်းပါတယ်အာယုံစူးစိုက်မှုကောင်းတာကိုမနက်စောစောအချိန်ဟာတိတ်လဲตายရပါတယ်နေ့တစ်နေ့ရဲ့အစဟာ good step ဖြစ်ဖို့လည်းအရေးကြီးပါတယ်
အစကောင်းမှုလိုတယ်ပေါ့။ no လို့ကိုလက်သက်ဆင်ပြီးတာနဲ့ mindfulness လုပ်တယ်ပြီးရင်စာရေးတာပါပဲပြီးမှဖျားရှိကူရာကစလို့အခြားနေစာတူဝါတွေကိုလုပ်ပါတယ်မနက်၈နာရီမှာကျမဂျင်ရောက်နေပါပြီမနက်ကတည်းကအရာရာစနစ်တကျရှိနေတယ်ဆိုရင်ဒီနေ့တားလုံးတာယာဖက်ပူနေတတ်ပါတယ်မနက်မှာဝရုံသုံးကားဖြစ်ခဲ့ပြီဆိုတာနဲ့ဘာမှတိုင်မီမကိုက်တော့ပါဘူးညဘက်တွေမှာစာအုပ်ရေးတဲ့ကျမအတွက်အချိန်တွေထွက်မလာတော့ပါဘူးတတိလီအမြဲရှိနေတယ်ဆိုတာကို့အတွက်အကာအကွယ်တစ်ခုပဲဖြစ်ပါတယ်စိတ်အည်သွေးဘဝကိုရှုမြင်ပုံအတွေ့အခေါ်ဘဝနေထိုင်မှုပုံစံတွေကလည်းတတိကိုတိုးတက်စေပါတယ်အယူသားဆုံးစကားလုံးတွေအမူအရာတွေနဲ့လူတွေရဲ့နှလုံးသားကိုဖွင့်ဟပြတဲ့အခါတိုင်းအလှဆုံးချစ်စရာကောင်းဆုံးအရာတွေကိုတွေ့မြင်ရတတ်တာသဘာဝပါပဲအရှိအတိုင်းကျမညီမလေးရဲ့ခင်မွန်းကမြို့ငယ်လေးတစ်မျိုးမှာတောင်ဝင်ကြတော့သူ့မိသားစုတွေဆွေမျိုးမောင်နှမတွေကကလေးတွေအားရက်နားရပြီဆိုတာနဲ့အဲ့ဒီမျိုးလေးကိုအပြေးသွားတတ်ကြပါတယ်ကျမညီမကတော့ဒီတစ်ခါအင်းကြီးကလေးတွေလည်းကျွေးရအောင်ဆိုပြီး crispy cream donut တွေဘူးလိုက်ဝဲချသွားလေရဲ့ကလေးတွေကအဲ့ဒီ donut ကိုမမြင်ဘူးကြဘူးဘယ်နာကနေဘလို့စားကြိုက်စားမှန်းတော့မသိဘူးတဲ့စားလဲစားကြည့်ရောဟေးကောင်းလိုက်တာဆိုပြီးပြောတဲ့တော်တော်လေးလက်ရှိတဲ့ကလေးတယောက်ကတော့အန်ဒီတာအမလည်းရှိသေးတယ်သူ့ကိုရောကျွေးလို့ရလားယင်ရတာပေါ့တာရဲ့သူကဗမာလဲဆိုတော့သူကဟိုနာလေးမှာကြောက်လို့ပုံနေတယ်ဒါပေမဲ့ဒီမုတ်ကိုသူလဲစားခြင်းနဲ့တာကျွေးလိုက်မယ်နော်အန်ဒီတဲ့ကျမကတော့ဒီမောင်နှမနှစ်ယောက်ကိုမျက်စိထဲမြင်မိပြီးချစ်သွားလိုက်တာမပြောပါနဲ့စိတ်မကောင်းလဲဖြစ်သွားရတယ်ယူသားပြီးစင်းရဲကြတဲ့ဘဝလေးတွေကိုဂရုဏာတက်မိတယ်ကျမတူလေးတွေတူမလေးတွေကပြောသေးတယ်ကြီးမွန်သူတို့ကဟော့ပေါ်တို့ကြီးအိုးတို့လည်းမသိကြဘူးတဲ့မနက်စာတွေဘာတွေလဲကောင်းမွန်မစားရဘူးတဲ့မနက်7နာရီလောက်မှမနက်စာနေ့ကင်းစာပေါင်းစားကြရတယ်တဲ့အေးတားတို့ဒီနေ့ဘာဟင်းနဲ့စားလဲလို့မင်းထမင်းကိုလေငပိရီလေးဆန်းမြုပ်တီမှုတ်လေးကိုဖြူလက်ကလေးနဲ့နေစားတာလို့ပြောရင်ဂလူဆိုတတွေးကိုမြူချလိုက်သေးတဲ့ပြီးမှတိတ်စားလို့ကောင်းတာပဲအန်ဒီရဲ့ဆိုပြီးစကားဆက်ပြောတဲ့နောက်တစ်နေ့မေးပြန်ရင်ဒီနေ့တော့လေအန်ဒီပုံရည်ကြီးတုပ်လေးကိုငရုတ်သူမှုတ်လေးဖြူပြီးတော့ပြောရင်ဂလူဆိုပြီးတတွေးမြူချလိုက်ပြီးမှလက်နဲ့နေစားတာတိတ်ကောင်းတာပဲလို့အန်ဒီရဲ့လို့ပြောတဲ့ကျမညီမကတော့သူရောက်ပြီဆိုကလေးတွေအားလုံးလာကြဟေးဆိုပြီးသူတို့ကြိုက်တဲ့တရားတန်ပဲပြတို့ထိုးအသားတို့ထိုးလေးတွေစားဖို့အသက်ကိုခေါ်ကဲကြိုက်တဲ့လောက်စားအဝစားကြအကုန်စားကြဆိုပြီးစားခိုင်းတာသူတို့ဘလို့စား1000မကျော်ဘူးတဲ့ဒီကလေးတွေကိုမြို့ရဲကားနဲ့တင်ခေါ်သွားပြီး strawberry milkshake တို့ဘာတို့တိုက်တော့မတောက်တတ်ကြဘူးတစ်ခွက်လုံးကောအောင်မတောက်နိုင်တော့ဝယ်တိုက်တဲ့အန်ဒီကိုအားနာပြီးတယောက်မျက်နှာတယောက်ကြည့်နေကြတာတဲ့ကျမတို့မိသားစုလဲမနစ်ကမန္တလေးနားကရွာလေးတစ်ရွာမှာကထိန်သွားခင်းရင်မမျော်လင့်ပဲကိုရင်လေး9ပါးရှင်းပြပေးခွင့်ရခဲ့တာကြောင့်တင်ငန်းနှောင်းလေးရွက်ခဲ့ရသေးတယ်အလူနေဖုန်ကြီးပွဲကိုအသားဟင်းတွေအတုပ်တွေဟင်းညိုတွေနဲ့တောရွာအလှထုံးစံအတိုင်းဟီထားနေအောင်ပြင်ဆင်ထားပေမဲ့ကျမတို့ရဲ့ကိုရင်လေးတွေကတော့ဟင်းညိုရည်လေးတစ်မျိုးကိုသာထမင်းဖြူပေါ်ဆန်းပြီးဖုံးပေးတော်မူကြတယ်ကျမလည်းကိုရင်မများဖုံးတော့စက်သားလေးဖုံးပါအောင်ဝတ်သားလေးဖုံးပါအောင်ဆိုတော့မစားတတ်ဘူးတဲ့လေကျမအတော်စိတ်မကောင်းဖြစ်သွားတယ်ကိုရင်ရဲ့အရန်ကောင်းပါတယ်နည်းနည်းဖြည်းစားကြည့်ပါအောင်တပည့်တော်ထည့်ပေးမယ်နော်ဆိုတော့ထမင်းမဲထက်စားခြင်းနဲ့တဲ့ထမင်းမဲပေးတဲ့ဒီတကမကြီးကတော့မျက်နှာမตาမရနဲ့စွန်းတွေကြီးကိုရင်လေးတွေကိုထည့်ပေးရတော့တာပေါ့အနှစ်တွေအစီတွေနဲ့အသားဟင်းတွေကိုတိုးတော်မတိုးခဲ့ကြပါဘူးရွာသားဦးကြီးတွေကပြောတယ်သူတို့ကဒါမျိုးမစားရတော့မစားတတ်ကြတာတဲ့အလှမှာကိုရင်လေးတွေဘာမှကောင်းကောင်းမဖုံးတော့တူကူးလူနေသလိုဟာတတာနဲ့ပေါ့လေကျမလည်းဒီစာကိုဘာလို့ရင်းနေမိလဲဆိုတာကိုတိုင်းလည်းမပြောတတ်ပါဘူးဒါပေမဲ့စင်းရဲတဲ့သူဖြစ်ဖြစ်ချမ်းသာတဲ့သူဖြစ်ဖြစ်လူတွေအချင်းချင်းတယောက်နဲ့တယောက်တကယ်ကိုစစ်မှန်တဲ့စိတ်ခံစားမှုတွေကိုအရှိအတိုင်းပြောလိုက်တာအဲ့ဒီရိုးသားဆုံးစကားလုံးတွေကိုနားထောင်ခွင့်ခံစားခွင့်နားလည်ခွင့်ရလိုက်တာဟာကျမတို့စိတ်ကိုအမှန်တကယ်ထိရှားစေလို့ပဲဖြစ်ပါလိမ့်မယ်အယူသားဆုံးစကားလုံးတွေအမူအရာတွေနဲ့လူတွေရဲ့နှလုံးသားကိုလှည့်ဟပ်ပြတဲ့အခါတိုင်းအလားဆုံးချစ်စရာအကောင်းဆုံးအရာတွေကိုတွေ့မြင်ရတတ်တာသဘာဝပါပဲအချိန်တွေနေလာတာနဲ့အမျှပိုတန်မိုးရှိလာတယ်ဘယ်တန်မိုးလဲဆိုရင်ရှင်တန်ကြီးရဲ့တန်မိုးပါပဲ
ရှင်သန်ခြင်းရဲ့တန်မိုးဆိုတာတေခါနီးလီပုံမြင့်တက်လာလေပဲရှင်သန်ခြင်းရဲ့တန်မိုးတလောကတိဟောင်ကျွမ်းဟောင်မိတ်ဆွေတယောက်နဲ့အမှတ်မထင်ပြန်တွေးမိကြတယ်တွေ့တဲ့နေရာကဆေးရုံဆေးခန်းတစ်ခုမှပါပဲသူတော်တော်ပင်ကျသွားတယ်သူ့လက်မှာပတ်ထားတဲ့လူနာလက်ပတ်ကလေးကိုမမြင်ကြအောင်ဆောင်လိုက်ရင်ဒီလိုပဲနှောက်ဆက်စကားပြောနေမိတယ်ဘာဖြစ်လို့လဲဟင်းလို့မေးဖို့အတော်လေးအားနာမိတယ်ကျမကအဲ့လိုမျိုးတွေမေးဖို့အတော်ကိုနှုတ်လေတတ်တဲ့သူဖြစ်ပါတယ်စီးုံစီကမ်းမှာတွေ့တယ်ဆိုကြတဲ့ကကျမကိုယ်တိုင်လည်းပြဿနာတစ်ခုခုရှိနေလို့အဲ့ဒီကိုရောက်လာခဲ့ရတာပါပဲယောဂအမိသားကွာခြားသွားပေမဲ့ဝေဒနာဆိုတာကတော့အတူတူပါပဲပြောရင်းဆိုရင်လည်းပဲသူ့ဝေဒနာအကြောင်းသူဖွင့်ရလာပါတယ်ကျမလည်းအတော်စိတ်မကောင်းဖြစ်သွားပါတယ်ချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့ပြန်တွေ့ရတဲ့အခါကြင်ကြမ်းမမပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ချင်တာအမှန်ပါပဲဒါပေမဲ့ဘဝဆိုတာဒီလိုပါပဲလို့သာဖြေသေးလိုက်ရပါတယ်သူနဲ့အဆက်အသွယ်ပြတ်နေတာအတော်ကြာပြီပဲအရင်တော့ကသူ့ပုံစံကိုသတိရနေမိတယ်ပတ်စံတွေလည်းရှိတယ်ပညာတွေလည်းတက်တယ်လောကသတ်မှတ်ချက်အရာအောင်မြင်ပြည့်စုံနေဆိုတဲ့အရာမှန်သမျှသူ့မှာရှိခဲ့တယ်ခုတော့ဒါတွေဟာဘာမှအရေးမကြီးတော့တယ်လို့ပဲဘဝဆိုတာအနေမြင့်အကွေးကောက်တွေများတဲ့လမ်းရှိကြီးတစ်ခုပါပဲတကယ်တော့အရာအလုံးဟာဘယ်နေ့ဘလို့ပြုတ်ကြမှမသိတဲတဲကလေးနေကြသလိုပါပဲတခါတလေကြတော့ကျမတို့ဟာသူများဖြစ်နေတဲ့ကိစ္စတခုကိုမှဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့မသိချင်အောင်ဆောင်းပြီးနေလိုက်ကြတယ်မိထားလိုက်တာကစိတ်သက်သာတယ်လေဖြစ်လာရင်တော့ကူရမှာပေါ့လို့ပဲပုတ်ပုတ်ပပလေးထားလိုက်ကြပါတယ်သူ Facebook လေးကိုကျမဝင်ကြည့်မိတယ်သူနဲ့ကျမနဲ့တငယ်ချင်းဖြစ်နေတော့မယ်ဒါပေမဲ့သူဘာမှမတင်တော့တာနည်းချီချနေခဲ့ပြီပဲဟိုရင်ကကြကြမမလှလှပပဝဝဖြူဖြူနဲ့ပွဲလန်းသပင်တွေတက်နေတဲ့သူ့ပုံလေးတွေကိုပြန်တွေ့ရတယ်ခုတော့သူစိတ်ညစ်သွားပြီထင်ပါတယ်စိတ်ညစ်သွားတယ်ဆိုတာထက်စိတ်ပျော်ရွှင်မှုဆိုတာမရှိတော့ဘူးထင်ပါရဲ့ဘဝဆိုတာတူတူလေးဆိုတဲ့စကားဟာလူတိုင်းပြောနေကြတာမို့ရိုးလွန်းတယ်ဒါပေမဲ့တကယ်နေရဖို့တိတ်အချိန်မရှိတော့ဘူးဆိုတာသိလိုက်တဲ့အချိန်မှာဘဝကတူတယ်ဆိုတဲ့စကားဘယ်လောက်တောင်မှတ်နေခဲ့ပြီလဲလို့သဘောပေါက်လာလိမ့်မယ်အချိန်တွေနေလာတာနဲ့အမျှပိုတန်မိုးရှိလာတယ်ဘယ်တန်မိုးလဲဆိုရင်ရှင်သန်ကြီးရဲ့တန်မိုးပါပဲရှင်သန်ကြီးရဲ့တန်မိုးဆိုတာတေခါနီးလီပုံမြင့်တက်လာလီပဲတချို့တွေကိုယ်တိုင်အဆင်ပြေမှုတွေအကြောင်းမျိုးမျိုးကြောင့်ကြုံတွေ့နေရတယ်ဒါပေမဲ့ဆက်ပြီးအာကုသူတွေများနေကြတော့မယ်ရှိတဲ့အချိန်ကလေးမှာအာကုသူတွေတွေးရင်ပြောရင်လုံရင်လည်းပဲနေသွားကြတယ်ကိုမသိတတ်တာဟာအခက်ဆုံးပဲအရန်ကြောက်စရာကောင်းပါတယ်ကျမတို့တနေ့ဘာတွေလုံးနေကြလဲဘာတွေတင်းနေကြလဲဆိုတာစဉ်းစားကြည့်ဖို့လိုပါတယ်ဘဝဆိုတာဒီလိုပါပဲလို့ဖြေသိပ်တွေးလိုက်ရင်ပြီးသွားတယ်ထင်ရပေမဲ့နေတတ်ဖို့ကတော့လိုသေးပါတယ်ဘဝခီးမှာမလိုအပ်တဲ့စိတ်ပီးစီမှုတွေကိုယ်စိတ်ကိုဝန်တော့ဝန်မှုဖြစ်စေတဲ့စိတ်အညစ်အကြေးတွေတတ်နိုင်သလောက်မသက်ဆောင်လေကျမတို့ဘဝတွေဟာပျော်စရာကောင်းလေနေဖို့ထိုက်တန်လေပဲပပခရီးသွားအချို့တွေအလိုလောဘတိတ်ညာတယ်လိုချင်တာများတော့လေဘဝဟာပူလောင်နေကိုဘဝထဲမှာကိုလက်ထဲမှာပိုင်နိုင်ရှိနေတဲ့အရာလေးကိုတမိုးထားပြီးဒါလေးနဲ့ကျင်းနဲ့ရောက်ရည်နေနိုင်တယ်ပျော်ရွှင်နေတယ်ဆိုရင်သူ့ဘဝအေးချမ်းတယ်အချင်းချင်းမခေါ်နိုင်မပြောနိုင်တွေဖြစ်ကြရင်ဘဝကပုံချင်းသွားရတယ်ကိုမခေါ်တဲ့သူလာတဲ့ပွဲဆိုရင်သူထိုင်နေတဲ့ဘက်သွားဖို့မပြောနဲ့မျက်နှာလေးတောင်လှည့်မကြည့်ချင်ဘူးသူ့ကိုမခေါ်ချင်တာနဲ့ကိုသွားလာရောက်ရှိနေတဲ့နေရာလေးကျင်းသွားရတယ်ခင်းတဲ့သူများတယ်လူတိုင်းနဲ့ခေါ်တယ်ဆိုရင်တော့ဘဲသွားရတယ်လွတ်လပ်မှုကကိုနေရာကိုအကျဲကြီးဖြစ်သွားစေတယ်သူများကိုအထင်ကြီးတာပဲဖြစ်ဖြစ်အထင်သေးတာပဲဖြစ်ဖြစ်အဲ့ဒီနှစ်ခုစလုံးဟာအထင်တွေးကြီးပဲတကယ်မဟုတ်ဘူးကိုသဘောကျတဲ့သူဆိုကိုစိတ်ထဲမှာအထင်ကြီးလို့ဖြစ်ပေမဲ့တစ်ဖက်မှာသူ့ကိုသဘောမတွေ့တဲ့အခြားတစ်ယောက်အတွက်ကတော့သူဟာအထင်သေးခြင်းစရာဖြစ်နေမှာအထင်ကြီးတာတွေအထင်သေးတာတွေမရှိပဲအချင်းချင်းလေးစားမှုလူသားမှုဆက်ဆံနိုင်မှရေရှည်ခိုင်မာတဲ့ဆက်ဆံရေးတွေဖြစ်ကြမယ်ကြွားဝတက်တာဂုံတုကုန်မြိုင်တွေများတာငါဆိုပြီးမောက်မာတာတွေဟာကိုပင်ပန်းအောင်ပူလောင်အောင်ဒုက္ခပေးနေတဲ့အရာတွေပဲဖြစ်ပါတယ်ဒါတွေမရှိတဲ့သူဟာသူ့ကိုယ်သူလည်းအပူနဲ့လောင်ကျွမ်းမခံဘူးသူများကိုလည်းအပူမဟတ်စေဘူးသူ့အနာသွားရင်အေးတယ်ပြောစရာကောင်းတယ်လူတွေဟာရုပ်ချောတာမချောတာနဲ့မဆိုင်ဘူးလူတယောက်ရဲ့အကြည့်တက်ကနှလုံးသားကပဲလာတယ်မနာလိုရဲဆိုတာကိုတီးတဲ့သူကိုနဲ့အနေနေတဲ့သူတွေပေါ်မှာပဲ
ဖြစ်တဲ့စိတ်ပါအရန်ပူလောင်တယ်ကိုမသိတဲ့လူကိုသွားမနာလို့ဖြစ်နေလို့မှမရအနီးဆုံးသူတွေအချင်းချင်းမုန်းနေကြတော့နေရထိုင်ရတာဘဝကဘလို့ဒိတ်ပဲရှိမှလဲသူ့ကိုကလွှမ်းမိုးချုပ်ကန်နိုင်တာလည်းမဟုတ်ဘယ်နေရာမဆိုကိုကသူကသူဆိုတဲ့စိတ်လေးမျိုးထားနိုင်ရင်အေးချမ်းသွားမယ်သူလဲသူ့အချိန်နဲ့ပြေးနေသလိုကိုလဲကို့အချိန်နဲ့ပြေးနေရမှာပဲသူများကိုပြန်လိုက်တာနဲ့ကိုကစပြီးရှုံးသွားတယ်ဘဝဆိုတာခီးတစ်ခုနဲ့တူတယ်ခီးသွားရင်မလိုအပ်တာတွေရှောက်တယ်လားရှောက်ဝယ်လာကြတော့တရားတာတွေများပြားလေးလံပြီးစိတ်ညစ်လာရတယ်လို့ပဲရှေ့ဆက်ကိုမသွားချင်တော့ဘူးကိုတကယ်လိုအပ်တဲ့ကင်မရာလေးရေဘူးလေးကြောပေါ်အိတ်ကလေးနောက်နေပဲဆိုပပနဲ့ပို့ပြောစရာကောင်းတယ်ပို့ပြီးသွားနိုင်တယ်ဘဝမှာမလိုအပ်တဲ့စိတ်ပီးစီးမှုတွေကိုစိတ်ကိုဝန်တော့ဝန်ပိုးဖြစ်စေတဲ့စိတ်အညစ်အကြေးတွေတတ်နိုင်သလောက်မသေးဆောင်လေကျမတို့ဘဝတွေဟာပို့ပြောစရာကောင်းလေနေဖို့ထိုက်တန်လေးပါပဲဒီနေ့တော့ဒီလောက်ပါပဲเนาะအဆုံးထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ